ပျောက်ဆုံးသွားသောကင်မရာနဲ့လျှို့ဝှက်အဖွဲ့အစည်းများခေတ်သစ်ကာလမှာတော့1990ခုနှစ်တွေအတွင်းကတွေ့ရှိခဲ့တဲ့ found footage တစ်ခုကကမ္ဘာကိုတုန်လှုပ်စေခဲ့ပါတယ်။လှိုင်ကူစူးစမ်းသူတယောက်ဟာခွင့်ပြုချက်မရှိဘဲတားမြစ်ထားတဲ့ net shine တဲ့နေရာတွေစီသွားခဲ့ပါတယ်။ဗီဒီယိုမှတ်တမ်းအရသူဟာလမ်းပြောက်သွားပြီးတခုခုကိုကြောက်လန့်တကြားထွက်ပြေးနေတာကိုတွေ့ရပါတယ်။သူဘာကိုမြင်ခဲ့တာလဲ။သူ့နောက်ကဘသူလိုက်နေတာလဲဆိုတာကိုဘသူမှမသိပါဘူး။သူဟာကင်မရာကိုပစ်ချပြီးအမှောင်ထဲပြေးဝင်သွားခဲ့တာဒီနေ့အထိသူ့ကိုပြန်မတွေ့တော့ပါဘူးဒါအပြင် catacombs အောင်မှာ cataphiles လို့ခေါ်တဲ့လျှို့ဝှက်စူးစမ်းသူအဖွဲ့အစည်းတွေလည်းရှိပါတယ်သူတို့ဟာမြေပုံမရှိတဲ့လိုင်းကူအနက်ပိုင်းတွေမှာလျှို့ဝှက်ရုပ်ရှင်ရုံတွေပါတီပွဲတွေနဲ့ဝက်ပြူခန်းတွေကိုတိတ်တဆိတ်ဖန်တီးထားကြပါတယ်ရဲတပ်ဖွဲ့က2004ခုနှစ်မှာအဲ့ဒီမြေအောက်ရုပ်ရှင်ရုံတစ်ခုကိုတွေ့ရှိခဲ့ပေမယ့်နောက်တစ်နေ့ပြန်သွားတဲ့အခါမှာတော့ပစ္စည်းတွေအားလုံးဟာအစအနမချမ်းပျောက်ကွယ်သွားခဲ့ပါတယ်ဒီလိုသမိုင်းကြောင်းတွေနားထောင်ခြင်းနဲ့ဆိုရင် Meticulous History YouTube Channel လေးကို Subscribe လေးလုပ်ထားဖို့မမေ့နဲ့ဘူးနော်